Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ no copy gaming ဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့ပတ်ကြည်လေးစော့ပြမှာဖြစ်ပါတယ်ကျွန်တော်ပုတ်ဆလိုက်ရွှေ့လာမယ်နော် level လေးတော့စော့လိုက်မယ် level ကဲဒီအင်ဂျီလေးတော့တော်တော်လာပါဘူးအကြိုက်ပါနော်ဘယ်တော့ရလဲကျွန်တော်လည်းမေ့ပါမနေ့အဲ့ရထင်တာပဲမာရီလည်းဘရိုကဲကျွန်တော်ခုမှစပြီးတော့လိုက်လွှင့်လာဆိုတော့ကျွန်တော်ကခုမှတက်စားတယ်လို့ဒီနေ့မှစပြီးလိုက်လွှင့်လာဖြစ်ပါတယ်အမားပါပါရင်တောင်းမှန်ပါတယ်ကျွန်တော် subscribe လေးနဲ့တဲလေးနှိပ်ပေးခဲ့ကြပါခင်ဗျာဘေးကခေါင်းလောင်းလေးလည်းနှိပ်ပေးကြပါဒါလေးလို့ဖို့တစ်ဆက်1မိနစ်တောင်မကြာပါဘူးခင်ဗျာလုပ်ပေးလိုက်ကြပါကျွန်တော်ခုမှစ stream ရဆိုလို့လေနောက်ထပ်လည်း video အများကြီးပေးပါအောင်မယ်ကဲစကြရအောင် Connect the flowers lighting မငြိမ်သေးရင်တော့ sorry ပါကျွန်တော်ခုမှဆက်ရောမှာဖြူနေတော့တောင်းမှပါတယ်မစပြီကျွန်တော်တင်တာဆိုတော့เนาะအားလုံးတောင်းမှပါတယ်ကဲရရမလားနည်းနည်းကြီးပါကျွန်တော်ဒီမှာဆင်းလိုက်မယ်เนาะsorry ပါကင်မရာမမြင်တော့ကင်မရာမမြင်တော့ sorry ပါနော်error တက်နေဆရာကြီးတွေပါလာတယ် error တက်နေတောင်းပါပါတယ် error တက်လို့ Connect the flower နည်းနည်းကြီးဟိုခုမရဒီစကျုံးမနော်ကောင်းတယ်အရှိမအများကြီးပဲနော်ကောင်းတယ်ဒါဆိုစနေမှာဝိုင်းစနေတော့ချိန်လို့မနော်ခဏလေးပါ Odoscope ပါနော် Odoscope အားလုံးကဘာလို့ကင်းရတော့ဆိုးတော့ဟိုကောင်နဲ့လိုက်ပြည့်အားရောဘိုက်ပေါ့ခုဘောတော်လိုက်တော့ဟိုဘောအများကြီးကြံတယ်အနောက်မှကြံနေထားလိုက်တော့ကျင်းချထားခေါ်လိုက်တော့နော်အရှင်းမလား
audition ရတဲ့ကောင်ရှိရနော်ကျွန်တော်တို့မင်းဘာလို့လဲဟောနေဆောင်းကြွတယ်ပြီးတော့အပိုင်းသိမ်းတော့မှကျွန်တော်အမပါဝိုင်းတောင်းမှပါတယ်အမဆောက်ကျင်းရဆိုရရထောက်ပါရောစီကောက်ဝဲတယ်ဒီကောနော်မားပါယူလဲတော့就多来着呗，每晚当晚八点。好，下面这个，哦。လက်မောင်းရပါပြီမွေးဝမ်းတောင်းမှပါတယ်ဘာလို့ဗီဒီယိုရိုက်နေတာမင်းနှစ်ခုလုံးရိုက်ဟုတ်ပါဘူးဒါဗီဒီယိုရိုက်နေရတိုင်ရရှောက်ရိုက်နေပြန်ကြည့်မလို့ဆိုပြီးဟုတ်ကဲ့တူလေ yes โอ้มาก็ทันแล้วเอ้ย就多了这样โอ้มันได้อุ้ยน้องก็จะได้ရဖိနိုင်ကြရအောင်ဖိနိုင်ကြရအောင်
ကိုပေါ့တော့မစ္စတင်တော့လားမရှင်းပေါ်အင်းစိမ်းပေါ်ပထိုင်နေတယ်ကျွန်တော်လည်းมันก็ပြစ်တန်ကြနေပြီပြစ်တန်ကြမနေနိုင်တော့ yes နိုင်တော့ကီလီကြော်ပြန်ဘာအဲ့တော့ကောလုံးကျွန်တော်မားကြည့်ပါအရှူအောင်ကြည့်ရမတော့မကျွန်တော်ရှင်းမလို့အိုးဒီတော့မယ်Watch out! I got supplies. ဟာဝင်ဝင်ဘာလို့ chicken ရပါရပါချင်တယ်အိုးနိုင်ပါကဲအားလုံးဒီဗီဒီယိုချစ်ချစ်ပြကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်